ကျွန်တော်စီးပူစီးကျင်စီအောင်တတ်တဲ့လူတွေကျွန်တော်စီလန်းချောင်းပိုးမကြာခဏဝင်တဲ့လူတွေမှာကျွန်တော်သတိထားမဲ့အချက်6ချက်နဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုမှာပြောတော့မှာခင်ဗျာပထမဦးဆုံးအချက်ကတော့ကျွန်တော်ဒီတွိုင်းလက်သွားပြီးတော့တန်ရှင်းလုပ်တဲ့ခါမျိုးမှာဆိုရင်ကျွန်တော်အရှိကနေအနောက်ကိုကျွန်တော်တန်ရှင်းလုပ်ပေးပါကျွန်တော်ရေဆေးရဖြစ်ဖြစ်တီရှူနဲ့တုပ်တာဖြစ်ဖြစ်ကျွန်တော်အရှိကနေအနောက်ကိုဆေးရောပေးပါအထူးသဖြင့်အမျိုးသမီးတွေပါဘာလို့လဲဆိုတော့အကယ်၍ဒါကျွန်တော်အနောက်ကနေအရှိကိုကျွန်တော်ဆေးကြောတာလို့တုပ်တာလို့လုပ်မယ်ဆိုရင်ကျွန်တော်ဒီစော်ကနေပြီးတော့ဒီအညစ်အကြေးတွေကပေါ့နော်ကျွန်တော်စီလန်းချောင်းမှာတွားပြီးတော့ကတ်ပြီးတော့ကျွန်တော်အခုနဲ့တစ်ဆင့်ကျွန်တော်စီလန်းချောင်းပိုးဝင်တာမျိုးဖြစ်နိုင်တာပေါ့နော်အဲကြောင့်မလို့ပထမဆုံးသတိထားမယ့်အချက်ကတော့ကျွန်တော်တန်ရှင်းလုပ်တဲ့ခါမျိုးမှာကျွန်တော်အရှိကနေအနောက်ကိုသတိထားပြီးတော့တန်ရှင်းလုပ်ပေးဖို့အရေးကြီးပါတယ်ခင်ဗျာနောက်ထပ်ဒုတိယအချက်အနေနဲ့ကတော့ကျွန်တော်ဒီလိမ်မဆက်ဆန်ခင်နဲ့လိမ်ဆက်ဆန်ပြီးတဲ့အချိန်မှာကျွန်တော်ဒီမျိုးဝါးအင်္ဂါတွေကိုကျွန်တော်တိတိကျကျစီကြောပေးဖို့လိုအပ်ပါတယ်ခင်ဗျာပြီးတော့လိမ်ဆက်ဆန်ပြီးပြီဆိုရင်လည်းကျွန်တော်အမျိုးသားရောအမျိုးသမီးရောနှစ်ဦးစလုံးကကျွန်တော်စီးချက်ချင်းသွားပေးဖို့အရေးကြီးပါတယ်ခင်ဗျာဒီလိုမျိုးလိမ်မဆက်ဆန်ခင်လိမ်ဆက်ဆန်ပြီးတဲ့အခါမှာတန်ရှင်းလုပ်ပေးတာတို့ပြီးတော့လိမ်ဆက်ဆန်ပြီးတဲ့အခါမှာစီးချက်ချင်းသွားပေးခြင်းအားဖြင့်ဒီလိုမျိုးတွေလုပ်ပေးခြင်းအားဖြင့်ကျွန်တော်စီလန်းချောင်းပိုးဝင်တာကိုပို့ပြီးတော့နည်းစေနိုင်ပါတယ်ခင်ဗျာတတိယအချက်အနေနဲ့ကတော့ကျွန်တော်ဒီစီလန်းချောင်းခဏခဏဝင်ရလူတွေမှာဆိုရင်ဒီလိုမျိုး back tap နဲ့ပေါ့နော်ကျွန်တော်ဒီလိုမျိုးရေကန်နဲ့ရေချိုးတာမလုပ်သင့်ပါဘူးခင်ဗျာဘာကြောင့်လဲဆိုတော့ဒီလိုမျိုးရေကန်နဲ့ရေအကြိုင်းစိန်ခြင်းအပြင်ကျွန်တော်စီလန်းချောင်းတွေကိုပိုးဝင်နိုင်ခြင်းပို့ပြီးတော့မြင်မစေနိုင်ပါတယ်ခင်ဗျာနံပါတ်4အချက်အနေနဲ့တော့ကျွန်တော်ရေများများတောက်ပါရေကိုအရွယ်ရောက်ပြရလူတွေဆိုရင်ကျွန်တော်တရက်ကို2လီတာခွဲ3လီတာအထိတောက်တင်ပါတယ်ကျွန်တော်ရာသီဥတုပူရင်ပူသလိုမျိုးကျွန်တော်များများတောက်ပေးတင်ပါတယ်ပြီးတော့ရေများများတောက်ပြီးတော့ကျွန်တော်စီးလေးများများသွားတင်ပါတယ်ခင်ဗျာကျွန်တော်စီးသွားတဲ့အခါမျိုးမှာဆိုရင်လည်းနောက်ထပ်သတိထားမယ့်ချက်ကတော့ကျွန်တော်စီးသွားခြင်းစိရင်ချက်ချင်းသွားပါကျွန်တော်လုံးဝမအောင်ထားပါနဲ့ပေါ့နော်ဒီလိုမျိုးစီးသွားခြင်းရဲ့နဲ့ကျွန်တော်စီးမသွားဘဲနဲ့အောင်ထားမယ်ဆိုရင်ဒီလိုမျိုးခဏခဏလာလုပ်မယ်ဆိုရင်ကျွန်တော်ဒီစီးလန်းချောင်းပိုးဝင်တာအပြင်ကျွန်တော်ဒီစီးကြောက်တဲ့တာကိုလည်းဖြစ်နိုင်ခြင်းမြင်မစေနိုင်ပါတယ်ခင်ဗျာနောက်ဆုံးသတိထားမယ်ကျွန်တော်နံပါတ်6အချက်ကတော့ကျွန်တော်ဒီပိုးသက်ဆေးပေါ့နော်မိမိပါလာမိမိဒီပိုးသက်ဆေးတွေကိုမုံမီဝဲပါနဲ့ပေါ့နော်မတုံးဆဲပါနဲ့မိမိရဲ့ဆရာဝန်နဲ့တတိယတိုင်ပင်ပြီးမှကျွန်တော်ရက်ပြည့်အောင်ကျွန်တော်တောက်သုံးပါခင်ဗျာအရေးဒါမိမိသဘောနဲ့စီးကျင်စီးအောင်လာဖြစ်တိုင်းကျွန်တော်ဒီပိုးသက်ဆေးတွေကိုမိမိသဘောနဲ့တောက်တယ်ပြီးတော့ကောင်းတာဆိုရင်လည်းကျွန်တော်ရက်ပြည့်အောင်မတောက်ပဲနဲ့ဒီလိုမျိုးလုပ်မယ်ဆိုရင်ဒီပိုးသက်ဆေးတွေရင်ပါမှုတွေဖြစ်လာနိုင်မှာနော်ပိုးသက်ဆေးရင်ပါလာတာကျွန်တော်တကယ်တမ်းကျတော့ကျွန်တော်ကြောက်ကြရရင်ကောင်းပါတယ်ဘာကြောင့်လဲဆိုတော့ပိုးသက်ဆေးတာကျွန်တော်ရင်ပါပြီးတော့နောက်ဆုံးဒီမိမိရဲ့ခန္ဓာကိုယ်ထဲကဒီပိုးတွေကိုနိုင်မဲ့ပိုးသက်စီမရှိတော့တဲ့အခါမျိုးမှာဆိုရင်ဒါကကျွန်တော်အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိဖြစ်သွားနိုင်တာပေါ့နော်အဲကြောင့်မလို့ကျွန်တော်ဒီစီလန်းချောင်းပိုးဝင်တာတွေမဟုတ်ပါဘူးကျွန်တော်တခြားသောရောဂါတွေမှာကျွန်တော်ပိုးသက်စီတွေတောက်ရတယ်ဆိုရင်ဆရာဝန်ညွှန်ချက်တိုင်းကျွန်တော်ရက်ပြအောင်တောက်ပေးပါမိမိသဘောနဲ့ဒီပိုးသက်စီတွေကိုဒီ antibiotics လို့ခေါ်တဲ့ဒီပိုးသက်စီတွေကိုပေါ့နော်မိမိသဘောနဲ့ကျွန်တော်တောက်လိုက်ဖြတ်လိုက်အဲ့လိုမျိုးလုံးဝမလုပ်သင့်ပါဘူးခင်ဗျာဒီကကျွန်တော်အချုပ်အနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်စီလန်းချောင်းပိုးဝင်အောင်လို့ကျွန်တော်ပထမဆုံးအနေနဲ့တန်ရှင်းရေးလုပ်ရင်အရှိအနေအနောက်တို့တန်ရှင်းလုပ်ပါပြီးတော့ကျွန်တော်လိမ်မဆက်ဆန်ပြီးလိမ်ဆက်ဆန်ပြီးတဲ့အချိန်မှာကျွန်တော်လိမ်အင်္ဂါတွေကိုကျွန်တော်တတိယဆေးကြောပါကျွန်တော်လိမ်ဆက်ဆန်ပြီးစီးသွားပါပြီးတော့ကျွန်တော်ဒီလိုမျိုးဘတ်ထက်နဲ့ရေမချိုးပါနဲ့ပြီးတော့ရေများများတောက်ပါစီးများများသွားပေးပါစီးသွားတဲ့အချိန်မှာကျွန်တော်စီးမအောင်ထားပါနဲ့ကျွန်တော်ပိုးသက်ဆေးတွေကိုမိမိတဘောနဲ့မမီဝဲပါနဲ့ဒီတော့နောက်ဆုံးအနေနဲ့မေးချင်တဲ့မေးခွန်းကတော့မိမိကတရက်ကိုစီးဘယ်နှချိန်လောက်သွားရလဲပေါ့နော်အဲ့ဒါကို comment မှာနှိုက်ခဲ့ပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ